ပြိုင်ပွဲကျင်းပတဲ့ရည်ရွယ်ချက်ကတော့ခုနရည်ရွယ်ချက်3-4ခုလောက်နေပေါ့နော်ပထမဆုံးတစ်ခုကတော့ကိုစီမာအခုလက်ရှိ2026ဆိုရင်ဒါဖူးဆယ်ဘောလုံးကစားနည်းဒါဗမာပြည်မှာတော်တော်လေး advance ဖြစ်လာပြီပေါ့နော်ဒီလုံးတိုင်းတာနဲ့ကစားတဲ့လူတွေလည်းများလာပြီပေါ့သို့တော်လည်းဒီနိုင်ငံတကာအခုလို international invitation cup လို့ဟာမျိုးဟာတကယ်တည်းပြောမယ်ဆိုရင်အရင်နှစ်တွေတော့ဦးကြည်တို့ရဲ့လက်ရင်းစီဖြစ်တဲ့ player တွေပဲနိုင်ငံတကာတော့ပြန်ရတယ်ကျန်တဲ့လူတွေကမမြင်ရဘူးပေါ့ဒါတော့အခုခေတ်ဒါ ID develop ဖြစ်လာတော့YouTube တွေဘာတွေနဲ့ရှာကြံပြီးတော့ကြည့်လို့ရတယ်သို့တော်လည်းဒါနံပါတ်1ရည်ရွယ်ချက်ကဗမာပြည်တပြည်လုံးရဲ့ဖူးဆယ်ဝါသနာရှင်တွေဖူးဆယ်ပိဋကတ်တွေဖူးဆယ်ကစားသမားတွေဒါနိုင်ငံတကာနဲ့ပွဲကိုမျက်စိနဲ့တိုက်ရိုက်ကြည့်လို့ရအောင်ဦးကြည်တော့စီစဉ်တာပါဒါတခုပေါ့ဒုတိယတစ်ခုကတော့ဒီအဲ့လိုအမျိုးတွေလောက်လာတယ်နောက်စုကြီးတွေလည်းများလာတယ်ကောင်းကောင်းပေးလာတယ်ဒါစပွန်ဆာရဲ့ကျေးဇူးပေါ့နော်ကောင်းကောင်းပေးလာတဲ့ခါကျတော့အသင်းတွေအားလုံးဟာအခုဆိုရင်မြန်မာကလပ်9သင်းနဲ့ဒါ overseas ကလပ်3သင်းပေါ့အားလုံး10သင်းကို4ဦးစီဒါခုနပွဲစဉ်မှာရှင်းပြတယ်လို့ပေါ့နော်အခမ်းအနားဆိုတော့အဲ့ဒီဗမာကစားသမားတွေရဲ့အတွေ့အကြုံကလည်းဒါသူတို့ကိုယ်တိုင်ကအုပ်ချုပ်သူတွေရဲ့နီးပြတွေကအစပိုအားဆိုင်လာတယ်နော်ဘာလို့လဲဆိုတော့ဒီပွဲကဒီပွဲဒီအဆင့်တစ်ခုရသည်ဖြစ်စေမရသည်ဖြစ်စေကိုယ့်ရဲ့ကစားသမားတွေအတွက် for the future အနာဂတ်အတွက်မှာတကယ်ကိုယ်ကလေးတွေက skill ကောင်းတယ်စီကံကောင်းတယ်သူ့ရဲ့ဖူဆယ်ကလေးကောင်းတယ်ဆိုရင်နောက်ဆုံးအဆင့်နိုင်ငံလက်ရည်စင်လောက်ထိညှော်မှန်းလို့ရတဲ့ကစားသမားတွေဖြစ်လာပဲပေါ့နော်တတိယချက်ကတော့ဒီလိုမျိုးဦးကြီးတို့လုပ်တယ်ဆိုတာကဦးကြီးလည်းခဏ speech ပေးတဲ့နေရာမှာပါပါတယ်ဒါကဦးကြီးတို့ရဲ့ဖူဆယ်ဗမာပြည်မှာစကစားတာ20ရှိပြီ20မှာဒါပထမဆုံးနိုင်ငံတကာပြိုင်ပွဲပဲပေါ့အဲ့နိုင်ငံတကာပြိုင်ပွဲကြာရတာဖြစ်တဲ့အတွက်ဒီအခုဝင်ပြိုင်မဲ့ဒီမှာ club 9သင်းကလည်းအတော်လေးကိုစိတ်လှုပ်ရှားပြီးအတော်လေးကိုတက်ကြွပြီးတော့အတော်လေးကိုလေ့ကျင့်နေတယ်လို့ဦးကြည်တို့ကြားရပါတယ် officially ပါလာမယ် line ခုနပြောတဲ့နေဖို့ထိုင်ဖို့သွားဖို့လာဖို့ transportation တွေဒါတွေရောအစဉ်အသင့်ဖြစ်ရလားလို့ဒါကသူတို့ဘက်ကအရင်ဆုံး email တွေနဲ့အမေးပြလုပ်ပြီးတော့မှတော်တော်လေးသူတို့ဘက်ကလက်ခံဒါသူတို့ရဲ့AFC ရဲ့အာရှဘလုံးပွဲချုပ်ကလုံနေရသူတို့ရဲ့ဒီလိုလောလောဆယ် question တွေရှုတဲ့ဟာကိုသူတို့ခြေနှက်လောက်တဲ့အတိုင်းအတာရောက်ရင်တော့သူတို့ရဲ့ကိုယ်စားလှယ်တစ်ဖွဲ့ကပွဲမတိုင်ခင်အစောကြီးအနည်းဆုံးတစ်လလောက်လာပြီးတော့ကွင်းလာစစ်တယ်ကွင်းကိုလာစစ်တယ်အဲ့တော့ခါပါတော့ဦးကြီးတို့ကော်မတီကfuture မှာအဲ့လိုမျိုးမှန်းထားတယ်ဆိုရင်အဲ့ဒီစစ်ဆေးမှုတွေကိုတော့ပြေလည်အောင်လုပ်ပေးနိုင်ရမယ် prepare လုပ်နိုင်ရမယ်ပြင်ဆင်ထားနိုင်ရမယ်အဲ့တော့မှသူတို့ကခွင့်ပြုတာအဲ့ဒါလေးတွေလည်းရှိတယ်ကျွန်တော်တို့မှာတော့ဒါ stadium လည်းရှိနေပါတော့ဟုတ်တယ် competition မှာရတယ်ကျွန်တော် experience ရှိတယ်ဟုတ်တယ်လက်ရှိဒီ fire ကိုတက်ဖို့ကဒီ official ဖြစ်ချင်ပါဖို့အတွက်အလျှောက်လဲတဲ့နေရာမှာတော့အတိုင်းအတာတွေရေးပါ तू ကဒီ fire ကိုလာလိုက်လို့ရှိရင် तू ကသူအဲ့ AFC က official တွေလည်းပါလာမယ်လေ delegate တွေလည်းပါလာမယ်ပါလာတာဖြစ်တဲ့လောလောဆယ်မှာတော့ရှစ်သင်းထဲမှာဗမာသင်းကများတယ်နိုင်ငံသားသင်းကလည်းနည်းနေတယ်နောက်တစ်ခါကလပ်အသင်းဖြစ်တဲ့အတွက်သူကလက်ရည်စင်မဟုတ်ဘူးလက်ရည်စင်မဟုတ်တော့အစအအရာကတော့နည်းနည်းလေးခုနပြောတဲ့quality ကနည်းနည်းလေးနေရင်တော့ပြဿနာမရှိဘူးဒီနိုင်ငံတကာပြိုင်ပွဲတကယ်လုပ်တော့မယ်ဆိုရင်တော့သူတို့ဘက်ကအတိအကျစစ်တယ်အတိအကျစစ်ပြီးတော့မှနောက်ဆုံးကွင်းလာကြည့်လို့ flow တွေသူတို့မကြိုက်ဘူးချက်ချင်းလဲခိုင်းတယ်နော်နောက်တစ်ခါ lighting ချက်ချင်းလဲခိုင်းတယ်နောက် LED ပေါ့ဒါဖူဆယ်မှာ LED ကအရေးကြီးဆုံးပဲ LED တွေ air condition တွေတခြားစစ်တယ်ဒါတဲ့နောက်ရေးကြည့်တဲ့အချက်တစ်ချက်ကလေ့ကျင့်ခွင့်တွေသူတို့ပေးတယ်ခုကြည့်လို့ဖူဆယ်ရဲ့သဘောတဘာဝအရဒါနိုင်ငံတကာရဲ့စံနှုန်းပေါ့နော်ဒါလည်းအခုတားမိတဲ့အတွက်ဒါကြုံလို့ပြောချင်ပါတယ်မြန်မာဖူဆယ်ပြည်သက်တွေကိုခုကြည့်တဲ့နိုင်ငံတကာသွားတယ်2ရက်သို့မဟုတ်3ရက်ကြိုသွားလို့ရတယ်သွားပြီးရောက်တာနဲ့ဟိုတယ်မှာထားရင်စကပြန်တယောက်တွေ့မိထားတယ်
အတင်းတစ်သိန်းကိုတယောက်အတင်းတစ်သိန်းကိုတယောက်တွဲပြီးလိုက်အဲ့ဒီစကားညာနဲ့ပဲသူတို့လူကြီးပိုင်းကဟိုစကားပြောတယ်ဦးကြီးတို့အတင်းနဲ့တိုက်ရိုက်မပြောဘူးအဲ့တော့ဦးကြီးတို့အတင်းတွေကလိုတာရှိရင်စကားပြန်ကိုပြောရတယ်အဲ့ဒီမှာဘာလို့သတိထားမိလဲဆိုတော့အတင်းတိုင်းအားလုံးကကို2ရက်ဆော်ရရင်လည်း2ရက်ဟိုဒီတိုင်းတော့ training လုပ်လို့ရတယ်ဒါပေမဲ့ဒီ best stadium မှာလုပ်လို့မရဘူးဥပမာဦးကြီးတို့ဒီကိုဖိတ်ခေါ်မယ်ဆိုရင်ဦးကြီးပြောချင်တာကအခုဒီသူနာဘောလုံးကွင်းမှာရှိနေတဲ့တကယ် main futsal stadium ကြီးကို train မပေးဘူးအတင်းတစ်သေးကိုတစ်ချိန်ပဲပေးတယ်တစ်ချိန်တော့တစ်နာရီပဲပေးတယ်ကျန်တဲ့ရက်တွေကဘေးမှာရှိတဲ့ဘေးကရိုးရိုးဖူဆယ်ကွင်းလေးမှာပဲပေးစင်းတယ်နော်အဲ့တော့အခုတာမီးတဲ့မိကုန်းနဲ့ဒါတရဲ့ပတ်သက်လို့ဖြေရမယ်ဆိုရင်အဲ့လိုမျိုးလဲဥကြည်တို့ကလုံလောက်ပြည့်စုံအောင်ရှားအောင်ပါရှားတော့မှဒါမှတော့ဟိုအာဆီယံမှာတကယ်လို့ AMF လုပ်မယ်ဆိုရင်အကြမ်းကြီးဥကြည်တို့အမြဲတမ်းသွားနေတာဆိုအနည်းဆုံး8သိန်းနော်အများဆုံး10သိန်းဟိုအဲ့လိုလာပြိုင်ကြတာဟုတ်10သိန်းဆိုတဲ့ဟိုဒါ training ရဲ့ဟို schedule နဲ့ training period စမနေဘူးလေမနေဘူးဆိုတော့အဲ့ဒါတွေလုံတော့ဦးကြည်တို့အဖွဲ့ချုပ်ကရောဦးကြည်တို့ကော်မတီကရောတော်တော်လေးပြင်ဆင်ကြိုးစားပြီးတော့မှခုန AMF ပြိုင်ပွဲလုပ်လို့ရ